လေးကိုရောင်းပါဘယ်လောက်နေဆို1000နေဒီလီကိုလေးတက်ကကြီးပါဒါလေးကျွန်တော်ရောင်းပါဒါကဆောင်းရင်အသွေးကုန်းနေဒါလေးရောပါတယ်ရမ်းဒါအပြင်မှာဆို8500ဗျာဒါလေးအားဆိုရင်1500လည်းရှိရတော့ကျွန်တော်1000နဲ့ပဲကျွန်တော်ရောင်းပါပဲဟုတ်ကဲ့ပါကျွန်တော်ကဒါဟိုလေးကို1000နဲ့ပဲရောင်းတာမင်းအများလည်းမကြည့်မစားပါဘူးမှာပါဒါတော့ဟတ်တကီကကြီးဒါတော့သူပြတ်တဲ့စနေဟာလာဝေးချင်းနော်မန်လေးမျိုးကကုန်နေပဲလာဝေးလို့ရပါမယ်ကျွန်တော်မန်လေးမျိုးကရောင်းတဲ့လူဆိုတော့နော်တော်ရန်ကုန်တည်းလည်းကျွန်တော်သွားမဟုတ်ဘူးချင်ပြတီးဒီယုံလေးအထောင်းကျွန်တော်ဒါလေးရောပါသေးရုံးတန်နေပြဒီဟာလေးကဆိုရင်အဖြစ်ရုံးတန်နေရုပ်တရုပ်လို့ကျွန်တော်ပြောရပါဟုတ်ကဲ့ခုနရုပ်ကတော့ရန်တန်ပါတယ်ရန်လေးကောင်းပါခင်ဗျားတို့ဒီရုပ်လေးကိုမှချင်းဆိုရင်တော့ကျွန်တော်ရဲ့ခုနမှလည်းသတ်တူလိုက်ခုနကကျွန်တော်သိကြမရှိအနောက်လာဘာညာစားကလာနေအထားကျွန်တော်ရုပ်စုပ်ချိုးရင်တော့မမဒါလေးတရားကြည့်ရရန်လာရန်နေစားနော်ကစားဆောင်းလာပါမြာအဲ့ဒါကျွန်တော်စကြည့်ပေးပြီးဝယ်ထားရအဲ့ဒါကျွန်တော်စကြည့်ပေးပြီးဝယ်ထားရတဲ့ကျွန်တော်မြင်လို့ဖေမရချပေါ်နေကျွန်တော်စကြည့်ပေးပြီးကျွန်တော်1000နဲ့ကျွန်တော်ဝယ်ခင်ဗျားတို့ဝယ်ချင်းနဲ့1000နဲ့ပါကျွန်တော်ဝင်းစည်းလိုက်မှုပြင်းစနေပြင်ဦးတာပဲပြောတယ်ဝယ်ချင်းတော့လမ်းလေးလိမ့်စားပေးပါမယ်ဆေလန်စတလန်ဂျာခုချခုဆေလန်စတလန်ဂျာအေဒုကလန်တွေမှာအေဒုကလန်တွေရေကန်ကြီးရှိရပါအိမ်ရှိမှာအဲ့ဒီအိမ်ရှိတရက်ဝယ်လာပြီးကျွန်တော်အိမ်ရောက်ပါကျွန်တော်ဒါကျွန်တော်1000နဲ့ရောင်းပေးပါမယ်ဖြစ်ပါတယ်ဟုတ်တော့1000နဲ့ပါမြန်တော့လမ်းလေးစားပြန်မချရင်ကျွန်တော်ပြန်ပြောပါမယ်ခုဆေ17ဂျာအေဒုကလန်တွေရေကန်ကြီးအိမ်ရှိမှာရှိတယ်ဒီကနေ့ရှိတယ်အဲ့ဒီအိမ်ကိုဝင်ခဲလိုက်အဲ့မှာကျွန်တော်အိမ်ပေါ့ကျွန်တော်ဒီလီကိုလေးကိုခင်ဗျားတို့ကျွန်တော်ရောင်းပါဒီလီကိုလို့ဆောင်းလာချောင်းရဟိုကလေးရောပါတယ်ဒီအဘေးဆိုင်ကာလာနေထားရောင်းကိုတက်မှာခင်ဗျားတို့ဝေးတက်မှာအဲ့ဒီရုပ်လေးဝေးတက်မှာအဲ့ဒီရုပ်ကိုဝေးတက်